ပုပ္ပါယံကျောင်းကြီးကိုရောက်တော့ဆရာတော်ဦးကုဏရဲ့တိုက်ကြောင်ဘော့ကိုကျုပ်တက်ခဲ့တယ်ဗျာအပေါ်တက်ကိုတက်တဲ့ကျွန်းလေကားကြီးရဲ့လက်လျန်းပွတ်လုံးတိုင်ဘောကပန်းကနုတ်ဒီကိုကြည်ရင်းနဲ့လေကျုပ်စိတ်ထဲမှာရှေးလက်ရာတွေတော်တော်ကောင်းတာပဲလို့အမှတ်မထင်တွေးမိတယ်ဗျာဒီကျောင်းကြီးကတကယ်ကိုလက်ရာမြောက်လာတဲ့ရှေးဟောင်းကျောင်းကြီးတစ်ခုလေးဗျာအပေါ်တက်ကိုလည်းရောက်ရောကျုပ်ကိုစောင့်နေတဲ့ပုပ္ပါယုံဆရာတော်ဦးကုဏရေပြီးတော့သူ့ဘေးမှာထိုင်ပြီးကျုပ်ကိုပြုံးပြုံးကြီးကြည့်နေတဲ့ဆရာနွန်ဖဟာဆရာကြီးမလားဗျာဘယ်တော့ကရောက်နေတာလဲဆရာကြီးရဲ့ကျုပ်ဖင်လေဝမ်းတာလိုက်တာဗျာတော့ကြော်ကတော့သူ့တာဝန်ပြီးသွားပြီဆိုတော့ဆရာတော်ကိုဥချပြီးအောက်ထပ်ကိုပြန်ဆင်းသွားတယ်ဗျာမောင်တာတေးဆရာနွန်ဖကိုအခုလိုပြန်တွေ့ရတော့စိတ်ထဲမှာဘလို့နေတယ်လဲဟေးဟာဝမ်းသာသွားတာပေါ့ဗျာအခုတော့တပည့်တို့စိတ်ထဲမှာလဲဆရာကြီးကိုမကြသတိရနေတာပါဗျာကျုပ်ကလည်းဝမ်းသာသလိုဆရာနွန်ဖကလည်းကျုပ်ကိုပြန်တွေ့ရတာတော်တော်လေးကိုဝမ်းသာနေပုံပဲဗျာကျုပ်ကိုကြည့်ပြီးတော့လေပြုံးကြီးနဲ့ခေါင်းတညိမ့်လှုပ်နေတာဗျာဆရာထနောင်းကုန်းကိုအလေလာတာလားဗျာလို့ကျုပ်ကဆရာနွန်ဖကိုမေးလိုက်တော့ဆရာနွန်ဖကခေါင်းကိုခတ်ဖြည်းဖြည်းပြီးခါပြော့တယ်ဗျာပြီးတော့မှစောကပြုံးနေတဲ့သူ့မျက်နှာကိုချက်ချင်းတီးလိုက်ပြီးတော့ဆရာတော်ဘက်ကိုလှည့်ပြီးရှောက်လိုက်တာပေါ့ဆရာတော်ဗျာမောင်တာတေကိုအခုကိစ္စရဲ့အကျိုးအကြောင်းလေးမိန့်ကြားပေးတော်မူပါအောင်ဗျာဆရာတော်ဦးခုနာကကျုပ်ကိုစေ့ကြည်နေရင်းနဲ့လေခေါင်းကိုတဆက်ညှိမ့်နေတယ်ဗျာဒီလိုကွာတာတေရအခုဆရာနွန်ဖက်နဲ့သူ့ရဲ့ဆရာကြီးဖြစ်တဲ့ဦးမင်းအောင်တို့မှာတော်တော်ကိုအရေးကြီးရဲ့ကိစ္စကြီးတစ်ခုကိုဆောင်ရွက်ဖို့ရှိနေကြတယ်ကွာအဲ့ဒီကိစ္စကြီးအတွက်မင်းရဲ့အကူအညီကိုသူတို့လိုနေကြလို့တဲ့အခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်နိုင်မှုအတွက် like နဲ့ follow လေးလုပ်ပေးကြပါဦးခင်ဗျာ